လေဒီနေ့မှာကျွန်တော်ဟန်ဆိုကင်ပြီးတော့ EP မှာတွားကြမ်းပြပါမယ်။ကင်လည်းမကင်ဘူးပေါ့နော်ကျွန်တော်လည်းအဲ့လောက်ထိမကင်တတ်ပါဘူးဟန်ဆိုကိုရတော့ဆရာကြီးမဟုတ်တဲ့အတွက်ပေါ့နော်ဟိုက်ပါတော့မကင်ဘူးလုံးပဲလုံးတော့ပေါ့နော်ဒီမှာပလာခိုးစားမလို့ပါဆိုဟိုကောင်လာစားနေတဲ့အဲ့ rap ပတ်ကိုကတော့တစ်ခွက်ပြတာပေါ့နော်အဲ့ rap ပတ်ကခိုးမရရင်ဒီ blue ပတ်ကလာခိုးပေါ့နော်သူတို့ကပတ် AC စားလို့မပြီးသေးပေါ့နော်ကိုကတော့ခိုးပြီးတော့တွားပြီလေ EP ကချောင်ဘလူတွေကကျတော့ချောင်ဟိုက်ပါနဲ့ထုတ်တာပေါ့နော်ကိုလည်းပေကြောက်မလဲပတ်ကိုတွားလူတော့ပေါ့နော်ချောင်ရှိလဲ6ခွေယူမဆိုင်ပေါ့နော်အကောင်ကန်ချင်လို့ကန်ပေါ့နော်ကိုကလည်းပတ်ရရပြီပေါ့နော်ကျွန်တော်ကတော့ rap ပတ်ရပြီဆိုတော့သူ့ကိုနည်းနည်းဖြင်ရကြည့်တယ်ပေါ့နော်အဲ့မှာဆက်ခွက်လက်ပြောင်းအကောင်ကလည်းတော်တော်တင်းပြီကျွန်တော်လိုက်ထိုးနေဗျာဒီမှာကျွန်တော်စကီတူပြီးတုံးပြီးတော့ပြင်ရတယ်ပေါ့နော်ကျွန်တော်မတုံးမဲနဲ့ကျွန်တော်ဒီတိုင်းလေးပဲဖြင်ရကြည့်တယ်ပေါ့နော်တေးလည်းမတိတော့ပါဘူးအဲ့ဒီချောင်ဘလူတွေကတော့တော်တော်တင်းပြီလေးပတ်တယ်မစားရဘူးဆိုတော့ကျွန်တော်ကိုလိုက်တီးပြီးကွာအဲ့မှာတန်ကြီးကလည်းဆွဲတယ်ဆောင်းရင်တော့အဲ့လေ EP မှာတော့ဆရာကြီးပေါ့နော်အဲ့ဒီဟန်ဆိုလို့တော့ဆောင်းရင်ကောင်းပါလေဒီမှာပတ်တယ်လာခိုးပြီပေါ့နော်ဒီမှာ3မိနစ်4မိနစ်ပဲရှိတယ်ဒီကပတ်မှမစားရပေါ့နော်ဒီ blue ပတ်ရော red ပတ်ရောကျွန်တော်တွားနောက်ပြီးတော့စားတာပေါ့နော်ဟာချောင်ဘလူကလာပြီးစိတ်မကောင်းတိုက်ရဒီလိုမျိုးဖွင့်ပြီးတော့အဲ့မှာရှင်ခုတ်လို့ရတယ်ပေါ့နော်အဲ့ဒီချောင်အေးဆေးလေးပဲဒီမှာကိုတွေကမနိုင်လို့ဆိုရင်ပြေးပြီလေဘာမှလုပ်လို့မရဘူးတော့ကျွန်တော်ဒီနားလေးမှာလာကြမ်းနေတဲ့ပိုက်ပူကိုကျွန်တော်လည်းတွားချပလိုက်တယ်ပေါ့နော်အဲ့မှာပိုက်ပူကတော့ short တခါတည်းကြိုက်တာကို short ပေါ့နော်အဲ့ဒီ Hanabi မှရမလားဆိုပြီးတော့ကိုတွေကတော့တီးတယ်ပေါ့နော်မရဘဲနဲ့အဲ့ဒီ Selina ကျွန်တော်ကိုလာချောင်းပြီးတော့ရိုက်တာဗျာ short ဟန်ဆိုလို့မဘယ်လောက်ကောင်းလဲဆိုတော့ဒီမှာကြည့်ကွာတာဝါခိုးလေးရတယ်ပေါ့နော်အဲ့ဒီပတ်ခိုးလေးရတယ်ဗျာဒီမှာတာဝါကြီးချိုးချောင်းမြန်တော့ချုံဆိုခဏလေးပဲပေါ့နော်အဲ့မှာချောင်းဘလို့ကိုယ့်ရဲ့အရှိမပြေးလာတော့ပြေးရမလဲကိုလည်းတီးထဲပေးလိုက်တဲ့အကောင် short ဟဲ့မှာပေါ့နော်အော်ဒီကောင်လည်းပါလာလောက်ချင်တာလဲကိုလည်းကြိုက်ပေးလိုက်တဲ့အကောင်ပါ short ပေါ့နော်အော်ဒီကောင်မှပါလာလောက်ချင်တာလဲဖြင်ရချင်တာလားရော့အဲ့မှာအော်ငါအလုံးမချောင်းပြတော့တည်တယ်ရောက်အဲ့မှာတကိုက်ဟင်းဆောင်းရမိုက်တယ်ကွာတွားပြီးတားရအစင်ပြေကိုလည်းကြမ်းလာပြီဆိုမှတော့ကွာခုနတူကကိုချောင်းရထားတယ်ဆိုတော့ကိုလည်းတူကိုပြန်ချောင်းရတာပေါ့နော်ဒီမှာအားလည်းတကိုက် short အဲ့မှာဆလီနာဘလို့လဲတင်းပြီလေကျွန်တော်ကိုလိုက်ထုတယ်ဗျာဒီမှာလိုက်လာတယ်ပေါ့နော်ပါလာလောက်တာလဲကိုလည်းတီးထဲပေးတဲ့အကောင်ထဲမှာဖြင်ရချင်အောင်ဒီကောင်ရှော့ဟာလိုက်လာချင်အောင်မှတ်ပြီလားဟန်ဆိုကိုင်းတာဆောင်းရင်ကောင်းတာဗောနော်တကယ်အဖွင့်ကြီးဆောင်းရင်ကောင်းတယ်ဗျာဒီမှာအဲ့ဒီစလီနာကြီးကိုတွန်းနောက်တာဖောင်းဆိုပြီးတော့အဲ့မှာပြန်ထွက်လာတာအေးဆေးလေးပဲဗောနော်တကောင်အပြောက်ပဲကိုတွေကတော့ဆိုးလာရင်ဒီလိုပဲကွာအဲ့ကောင်တွေကတော့တာဘာထဲထွက်လာရင်တော့တီးခံရတာပဲဒီမှာတကိုက်ပြောက်အဲ့မှာအဲ့ဒီတန်လည်းဖရီကာပါပြေးပြီးတော့ပြေးရတာကွာမဟုတ်ရင်တော့မင်းအဲ့ကောင်မှာရှော့မှာနောက်ဆုံးမှာတော့ကိုတွေကတော့ blue bird စားပြီးတော့ဝင်တီးမလို့ပါဆိုဒီမှာပွဲရပြီးတော့တာကွာဒီမှာဟာ